အားလုံးပဲမင်္ဂလာပါရောဂိုက်ဟတ်တာကေနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဘော်ရာတို့ကနေ့စဉ်ဘဝမှာစာရီအများကြီးလုပ်နေရရဲ့အကြောင်းသားအကြောင်းတို့တယောက်ဖြစ်နေလားသို့မဟုတ်အလုပ်ကြောင်းအလုပ်မှာအလုပ်ရဲ့ PDF file တွေအလုပ်ရဲ့ report တွေအလုပ်ရဲ့ document တွေကြောင့်ဝင်ပြီးနေရတဲ့သူတယောက်ဖြစ်နေကြလို့ရှိရင်မောင်တိတ်က AI လေးတစ်ခုကြောင်းကိုပြောပြချင်တယ်ဒီ AI လေးက Google ကထုတ်တာပြီးတော့ Notebook ML ဖြစ်ပါတယ်ဆိုတော့မောင်တိတ်ကတော့ Notebook ML လေးကိုဘယ်လိုနာမည်ပေးရလဲဆိုတော့ဖက်ကနေပြစ်တဲ့ဖက်ကနေရတဲ့ Notebook ML ဖြစ်ပါတယ်။မောင်တိတ်ကနေပြီးတော့ဘော်ရာတို့ကို Notebook ML အသုံးပြုပုံကိုပြပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ let's go ဒီဦးဆုံးဘော်ရာတို့ကကိုဝင်ချင်တဲ့ browser လေးတွေကနေပြီးတော့တဆင့် Notebook ML ကိုသုံးလို့ရမယ်။မောင်တိတ်ကတော့ Brave browser လေးကိုသုံးထားတယ်။ Brave browser ကိုဝင်လိုက်တာနဲ့ဒီလိုပုံစံလေးဖြစ်နေလိမ့်မယ်ဆိုတော့မောင်တိတ်ကNotebook ML ကိုဝင်မယ် Notebook ML ရဲ့ website က notebookml.google.com ဖြစ်ပါတယ်ပေါ့လို့ဆိုတော့ let's go Notebook ML တွေကိုအရင်ဆုံးရောက်ပြီးဆိုတာနဲ့အရေးကြီးဆုံးလုပ်ရမယ့်အလုပ်က setting ထဲမှာကိုယ့်ရဲ့ output language လေးကိုရွေးချယ်ဖို့ဖြစ်တယ်ဆိုတော့မြန်မာတိတ်ကတော့မြန်မာ language လေးကိုရွေးချယ်ထားမယ်ပြီးရင် save လုပ်ပါမယ်ပြီးတော့ကိုထည့်ချင်တဲ့ file ကိုတွားထည့်ကြမယ်ဆိုတော့ create new ကိုလေးကိုနှိပ်မယ် choose file ထဲမှာကိုထည့်ချင်တဲ့ file ကိုပေါ်လာတို့ကတော့ UV ထည့်လို့ရမှာဖြစ်ပါတယ်။ Body ကတော့ new year new me ဆိုတဲ့စာအုပ်လေးကိုလုပ်ထားပါတယ်။ So let's go. File นี้အထဲထဲကို input ထည့်ပြီးလိုက်ပြီဆိုတာနဲ့ဒီနားမှာ function လေး၈ခုပေါ်လာမယ်။ Body Notebook ML တွေက function လေး၈ခုအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်။ပထမဆုံးတော့ audio overview သူကတော့ပုံမှန်အတိုင်းပဲ audio လေးပြန်ထုတ်ပေးမယ်ဒီစာအုပ်နဲ့ပတ်သက်ပြီး video ကလည်းဒီစာအုပ်နဲ့ပတ်သက်ပြီး video overview အသေးစိတ်ပြန်ထုတ်ပေးမယ်။ mind map ကကျတော့သူ့ရဲ့ detail short to the point အချက်တွေနဲ့ပြန်ပြီးတော့ထုတ်ပေးတဲ့ဟာမျိုးဖြစ်တယ်။ report ကကျတော့ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ report ပေါ့နော် summary report အနေနဲ့ပြန်ထုတ်ပေးတဲ့ flash cut ကကျတော့ကျွန်တော်ကလေးတွေတုံးတယ်ပေါ့နော်ကလေးတွေစာလုံးတွေတုံးတယ် flash cut လို့ပုံစံမျိုးလေးတွေကတ်လေးတွေနဲ့ကတ်ပုံစံလေးနဲ့ထုတ်ပေးမယ် quiz ကကျတော့အမေးဖြေလေးထုတ်ပေးမယ် infographic ကကျတော့ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ဇယားတွေ diagram တွေပုံစံမျိုးတွေထုတ်ပေးမယ် slide deck ကကျတော့နောက်ဆုံးတစ်ခုပေါ့နော် slide deck ကကျတော့ PowerPoint slide တွေနဲ့ပြန်ပြီးတော့ထုတ်ပေးမှာဖြစ်ပါတယ်ပေါ်လာတို့ဒီဥဆုံး mind map အကြောင်းလေးပြောပြမယ်mind map ကကျတော့ပေါ်လာတို့ထည့်လိုက်တဲ့ file သို့မဟုတ်ကျောင်းစာသို့မဟုတ် PDF file ရဲ့ short to the point အသေးစိတ်ကိုတေချာလေးပြတာပေးပေါ့နော်ကိုကကြည့်မယ်ဆိုလို့ရှိရင်လည်းပုံမှန်ဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲလွယ်လွယ်ကူကူပဲပေါ်လာတို့ကြည့်လို့ရမယ်တော်တော်လေးအဆင်ပြေရပေါ့နော်ဆိုတော့ mind map ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ flash cut အကြောင်းပြောပြမယ် flash cut ကကြတော့ပေါ်လာတို့ထည့်လိုက်တဲ့ဒီစာအုပ်တော်၎င်း file တော်၎င်းဒီထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုquestion ပြန်ထုတ်မယ်ပြီးလို့ရှိရင်ကိုကအမေးဖြေပုံစံလေးပေါ့နော်အမေးဖြေပုံစံလေးလုပ်လို့ရမယ် flash cut function လေးတစ်ခုဖြစ်တယ်နောက်တစ်ခုကကျ quiz ပေါ့နော် quiz ကိုတွားကြည့်လိုက်ကြမယ်ပေါ့နော် quiz ကကြတော့ကိုယ့်ရဲ့ဒီစာအုပ်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကနေပြီးတော့ multiple choice ပြန်ပြီးတော့ဖြေရတဲ့ပုံစံမျိုးပေါ့ဒါကစာအုပ်ထက်စာလို့ရှိရင်ဘော်ရာတို့ကျောင်းသင်ခန်းစာကိုထည့်လိုက်ရင်တော့ပို့ပြီးတော့အသုံးဝင်မယ်ပို့ပြီးတော့အမေးဖြေလေးလုပ်လို့ရတော့ဗျာ multiple choice ကိုကိုယ့်ကိုအိမ်မှာထိုင်ရင်းနဲ့စာအုပ် PDF file ပြစ်ထည့်ပြီးလုပ်လို့ရတော့ဘော်တို့အတွက်တော်တော်ကြီးကိုအဆင်ပြေမယ် function လေးတစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့ infographic ဖြစ်တယ် infographic ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဘော်ရာတို့ရဲ့ဒီ file သုံးဖို့ကျောင်းစာကိုသူကပုံလေးတွေနဲ့တော့တေချာလေးဖော်ပြပေးရပါတော့ဒါဆိုလို့ရှိရင်ဒီခုနကဘော်ရာတို့ကိုပြထားတဲ့စာအုပ်ရဲ့ဒီပြန်ထုတ်ထားတဲ့ပုံစံလေးပေါ့နော် infographic တော်တော်လေးမိုက်တယ်ကြွရွာကနေရပဲဟိုတော်တော်ကြီးကိုအဆင်ပြေပါတယ်ဘော်ရာတို့အဲ့ဒီမှာနောက်တစ်ခုကကြတော့ slide deck ကတော့တော်တော်မိုက်တယ်ဘော်ရာတို့သူကထည့်လိုက်တဲ့ file သို့မဟုတ်ဒီကျောင်းစာသို့မဟုတ်ဒီ document တွေကိုသူက PDF file ပြန်ထုတ်ပေးရပါတော့ PDF file ပြန်ထုတ်ပေးရဆိုတော့ဘော်ရာအနေနဲ့တော်တော်ကြီးကို file ထဲမှာပါတယ် PDF file ဆိုတော့infographic ထပ်တောင်မိုက်သေးတယ်ဒီ PowerPoint slide ကလေးအသေးစိတ်ကိုပြတာဆိုတော့တော်တော်လေး file နေပေါ့နော်ဘော်ရာတို့မောင်အတိတ်ကတော်တော်လေးသဘောကျတယ်နောက်တစ်ခုကကြတော့ audio overview လေးအရင်ကြည့်လိုက်ကြမယ်ကျန်းတယ်ဆိုတာဒီတော့ဘာလို့ဆိုလို့ရလဲသူများဟိုလိုက်ချင်တာလားဒါမှမဟုတ်ကိုအားနေချက်တွေကိုဒီဇိုင်းရေးတက်တည်ပြီးလို့ဆိုလို့လားအဲ့ဒီအတိတ်ကိုဒီနေ့အသေးစိတ်ပြချကြတာပေါ့အဲ့ဒီမေးခွန်းကဒီဆောင်ရဲ့အဓိကအချက်ပဲဗျာဘာလို့ဆိုတော့ science audio overview ကလည်းတော်တော်လေးအဆင်ပြေပါတယ်ပေါ်လာတော့ဆိုတော့ဟိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ဒီကိုကဟို guide နှစ်ယောက်နဲ့စာတင်နေရတယ်လို့
သူတို့အပြန်အလှန်ဆွေးနွေးတဲ့ discussion ကိုက third person view အနေနဲ့ထိုင်ပြီးတော့ AACC နားထောင်နေလို့ရတယ်ကိုယ်စာတင်နေလို့ပဲပေါ့နော်ဒီ audio overview ကတော့နောက်တစ်ခုကိုဆက်ပြီးတော့တွားမယ်နောက်တစ်ခုကတော့ video overview လေးဖြစ်ပါတယ်ပေါ်လာလို့ဆိုတော့ video overview လေးကိုကြည့်လိုက်ကြမယ် နှစ်တစ်မှာလူတစ်ဖြစ်မယ်လို့ဆုံးဖြတ်ချက်ချထားပေမဲ့ကိုယ့်ကိုယ်တန်တရားဝင်စိတ်တွေနဲ့ရုန်းကန်နေရတော့မလားဒီနေ့မှာတော့ New Year New Me ပိုချမ်းလင်ကဆိုတဲ့စာအုပ်ထဲကနေအတွင်းစိတ်ကိုဘယ်လိုချန့်ခိုင်အောင်တီးဆုံမလဲဆိုတော့အဓိကကျတဲ့အတွေ့အခေါ်လေးတွေကိုအတူတူလေ့လာကြည့်ကြအောင်ပါ video overview ကလည်းကိုထည့်လိုက်တဲ့ file ရဲ့သို့မဟုတ် document ရဲ့အဓိကအသေးစိတ်အချက်လက်တွေအကုန်လုံးကို summarize ပြန်လုပ်ပြီးတော့မိနစ်ပိုင်းစာလေးပေါ့10မိနစ်5မိနစ်9မိနစ်အစရှိသဖြင့်မိနစ်လေးတွေပြန်ထုတ်ပြီးတော့အသေးစိတ်ကိုဆရာမကရှင်းပြနေသလိုပုံစံမျိုးနဲ့ပြန်ပြီးရှင်းပြတာဆိုတော့ဘော်ရာတို့ဒီလောက်ဆိုလို့ရှိရင် notebook ML ကိုတုံးတက်သွားပြီလို့မောင်အတိတ်ညွှန်လင်းပါတယ်မောင်အတိတ်ကဘာဖြစ်လို့ဘော်ရာတို့ကို notebook ML ကြောင်းပြပြလဲဆိုတော့တေအချက်ကိုယ့်ရဲ့ report တွေ document file တွေကိုထည့်လိုက်တာနဲ့ကိုသူကနေပြီးတော့ summarize ပြန်ထုတ်ပြီးတယ်နှစ်အချက်ကကြတော့ video တွေ audio ဖုတ်အနေနဲ့ပါသူကပြန်ပြီးတော့ပြန်ထုတ်ပြီးပြန်နားထောင်လို့ရတယ်သုံးချက်ကကြတော့ကျောင်းကျောင်းသားတွေအဆင်ပြေဆုံးပဲပေါ့နော်ကျောင်းကျောင်းသားတွေဒီတဲကိုယ့်ရဲ့ကျောင်းစာရေးထည့်လိုက်တာနဲ့flash cat တွေquiz ပုံစံမျိုးတွေအမီအဖြေပုံစံမျိုးတွေ discussion တွေအကုန်လုံးလုပ်လို့ရပေါ်လို့တော်တော်လေးအဆင်ပြေကြိုက်ဆုံး၄ချက်မြောက်ကိုထည့်လိုက်တဲ့ file တို့မို့ကိုထည့်လိုက်တဲ့ document ပေါ်မူတည်ပြီးတော့အပိုလိုမရှိဘဲနဲ့ဒီစာအုပ်ထဲကဒီ file တွေကအကြောင်းအရာကိုပဲသူကမူတည်ပြီးတော့တိတိကျကျလေး analysis ပြန်လုပ်ပြီးတော့ကျောင်းကျောင်းသားတွေကအလုပ်လုပ်တဲ့သူတွေအတွက်ပါအပိုလိုမရှိကူညီပေးနိုင်တဲ့ AI လေးတစ်ခုဖြစ်တယ်ပေါ့နော်မော်တေးအခုပြောပြသွားတဲ့ဖက်ကနေပြစ်တဲ့ဖက်ကနေပြန်ရတဲ့ notebook ML အကြောင်းကိုဘော်ရာတို့အနေနဲ့သိသွားပြီဆိုတော့ဘော်ရာတို့ရဲ့ကျောင်းစာမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ် notebook ML ကိုအသုံးပြုပြီးတော့ easy going ဖြစ်သွားမယ်လို့မောင်တိတ်ညွှန်လင်းပါတယ်ဘော်ရာတို့အနေနဲ့ဒီ video တွေကနေပြီးတော့ notebook ML အသုံးပြုနည်းလေးကိုသိသွားပြီဆိုတော့ဘော်ရာတို့အနေနဲ့အကျိုးရှိမယ်လို့မောင်တိတ်ထင်တယ်ဆိုတော့ထုံးတဲ့တိုင်းပဲဘော်ရာတို့ thank you ပါဘော်ရာတို့ see you in next video bye bye